အားလုံးပဲမင်္ဂလာပါခင်ဗျာ Gambia Story Official YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီမှာတော့လဝါနဲ့ကျင်စာနဲ့အသက်လူပွဲဆိုတဲ့ဇာတ်လမ်းလေးကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ဥပ္ပဆိုရဲ့အသက်မဲ့သွားတဲ့ရုပ်လောင်းကြီးဟာအရှင်ကိုမြင့်မှာလဲကျနေပေမဲ့အိမ်ထဲမှာတော့ကျောင်းမဖွယ်ရအနေရဆိုးကြီးကအခုမှအစပြုတာဗျအခန်းထဲမှာလဲလောင်းနေတဲ့ဒေါ်နန်းခင်ကရုပ်တရက်အသားတွေတစ်စက်စက်တုံလာပြီးတော့အသက်ရှူရခက်ခဲလာတော့တာဗျဘိုးသားကမိမဖြစ်သူကိုထိမ့်မင်းရင်းနဲ့ဒေါ်နန်းခင်ကဝမ်းပိုက်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့ဟဲဒါမှကြီးတယ်ဗျဘိုးသားရဲ့အတန်ကထိတ်လက်တုံလို့စွာဟိန်းထွက်သွားတာဗျဒေါ်နန်းခင်ရဲ့ပြူဖွေးနေတဲ့ဝမ်းပိုက်သားပေါ်မှာမီးကျွမ်းထားတဲ့လဝါယာကြီးလိုမျိုးမဲနဲ့နေတဲ့လဝါနဲ့ယာကြီးတစ်ခုကထင်ထင်ရှားရှားပေါ်ထွက်လာတာဗျဒူးစနာကတော့အဲ့ဒီလဝါယာကြီးဟာအသားတွေကိုနင့်ဝင်နေတယ်လို့ပဲဗျလက်ချောင်းတွေကလည်းပိုက်ထဲကကလေးကိုနှိမ့်ယူနေတယ်လို့မျိုးတစ်ချက်လှုပ်ရှားနေတာဗျခွားကကျမပိုင်ထဲကတခုခုဆွဲလို့နေတယ်လို့ပဲနားတယ်အရန်နာတယ်ဒေါ်နန်းခင်ရဲ့အဝေးတန်ကတိတ်ဆိတ်တဲ့ညနေပိုင်းမှာရင်နာစရာခေါင်းလောက်အောင်ဖတ်ပေါ်လာတယ်ဗျသူမဲ့နှခမ်းတွေကလည်းချက်ချင်းဆိုသလိုညိုမဲလာပြီးတော့ကိုအပူချိန်ကလည်းရေခဲသမျှအေးဆက်သွားရတာဗျအဲ့ဒီချိန်မှာအိမ်ပြင်ကနေဝိဇ္ဇာဘိုးတော်ကြီးကအိမ်ထဲကိုအမြောင်ဝင်လာတယ်ဗျဘိုးတော်ကြီးရဲ့မျက်နှာမှာလည်းချွေးစားအချို့ကထွက်နေရပြီးချိန်စားဘယ်လောက်ထိပြင်းတယ်လဲဆိုတာသိနိုင်တယ်ဗျဘိုးတော်ကြီးကဒေါ်နန်းခင်ရဲ့ဘိုက်ပေါ်ကလက်ဝါးရကိုကြည့်ပြီးတော့ဒါတာမန်အတိုင်းမဟုတ်ဘူးမောင်ကဒါဥကန်ဆိုတာသူ့ရဲ့ဝိညာဉ်ကိုငရဲရကဝေပရင်စီကိုအနှံပြီးတော့တိုက်သွားတဲ့ဒွေးစရိလက်ဝါးနဲ့ချိန်တာပဲကလေးမွေးလာတဲ့အထိတော့ဒီလက်ဝါးရာကတဖြည်းဖြည်းနဲ့အသက်ဓာတ်ကိုစုပ်ယူသွားလိမ့်မယ်လို့မိန့်လိုက်တယ်ဗျဘိုးတော်ကြီးကအချိန်မဆိုင်ပဲလူရဲ့လွယ်အိမ်ထဲကနေရွှေအောင်လွမ်းနေတဲ့တဲမြူချို့ကိုထုတ်လိုက်ပြီးဒေါ်နန်းရဲ့အိမ်နေတဲ့ဂရင်မပတ်လည်မှာဂါရာလေးတိုးတိုးရင်နဲ့အင်းခွက်တစ်ခုပုံပေါ်လိုက်တယ်ဗျဘိုးတော်ကြီးကသူ့ရဲ့လက်မျိုးကိုခဲပြီးထွက်လာတဲ့ဒွန်းဆက်လေးနဲ့ဒေါ်နန်းခင်ရဲ့နှဖူးတဲ့မှာအမှတ်အသားတစ်ခုပြုတ်လိုက်တဲ့ဗျစေရတုတပမင်္ဂလာဘိုးတော်ကြီးဟိန်းကလေးရွတ်ဆိုလိုက်တဲ့အချိန်မှာပဲဒေါ်နန်းခင်ရဲ့ဘိုင်းပေါ်ကလဝါရလေးကအမဲအောင်ခိုးငွေတွေအော်ဟစ်လိုမျိုးတရှူးရှူးနဲ့ထွက်လာတာဗျလဝါရကြီးကလည်းခဏနေတော့မိမ့်မိန်သွားပြီးပျောက်ကွယ်သွားတဲ့ပုံစံမျိုးတော့ဖြစ်ပေမဲ့လုံးဝပျောက်ကွယ်သွားတဲ့ပုံစံမဟုတ်ပါဘူးခင်ဗျာဘောင်းကငါအခုလုပ်လိုက်တာကချိန်စာကိုခဏပဲထိန်းထားနိုင်တာဒီချိန်စာကိုအမြင့်ပြအောင်လုပ်ဖို့ဆိုရင်တော့ဦးကန်ဆိုရဲ့ဆရာဖြစ်တဲ့ဒေမင်းတောင်ကြားကကော်ဝေပင်စီကဝိညာဉ်ဖြည့်ဆည်းလို့လိမ့်မယ်အဲ့နေရာကလူသားတွေတွားလို့ရတဲ့နေရာမဟုတ်ဘူးလို့ဘိုးတော်ကြီးကတီးကြီးစွာပြောလိုက်တယ်ဗျအဲ့ဒီချိန်မှာပဲအိမ်မြေကခွေးဥဒံတွေကပို့ပြီးစိတ်လာတာမျိုးဒါပေမဲ့ဒီတစ်ခါခွေးဥဒံတွေကအရင်လိုမဟုတ်ဘဲနဲ့နာကျင်စွာအော်ဟစ်နေတဲ့တန်တွေဗျချောင်းဝင်းရဲ့သူ့မိန်တွေကလည်းအလိုလိုမီးလောင်ကျွမ်းတယ်လို့တဖြောင်းဖြောင်းမြည်လာတာမျိုးရုပ်ရဲ့အိမ်ရဲ့ဝကနေရန်တွေကနေကုန်းချစ်နေတဲ့တစ်ရှက်အတန်တွေကပက်လေကနေထွက်လာတာဗျဘိုးကမှာတော့ဓမ္မတစ်စင်းကိုကြစ်ပါအောင်ဆုတ်ထားပြီးမဲ့ချောင်းတွေကတော့တုံနေပြီပေါ့ဗျာသူတို့တွေရောက်လာပြီလို့ဥပ္ပဆိုရဲ့တပည့်တွေနန္ဒဘဝတွေပဲသူတို့ကဆရာဖြစ်သူရဲ့အလောင်းကိုပြန်လာယူတာမဟုတ်ဘူးတခါမှကြီးရဲ့ပိုက်ဟက်ကလေးကိုဂျိမ်းစာနဲ့သူငရဲကိုဆွဲခေါ်ဖို့လာကြတာလို့ဘိုးတော်ကြီးကတတိပေးလိုက်ပါတယ်အဲ့ဒီကားတွေကအလိုလိုပွတ်ထွက်သွားပြီးတော့အပြင်ကနေအဝတ်မပါဘဲနဲ့အယိုးနဲ့အရင်ပဲကြံတော့တဲ့တန်ကြီးအောင်တရေတွေဟာအိမ်လေးကိုဒိုးဝင်ဖို့ဂျိုးစားကြတာပေါ့ဗျာသူတို့ရဲ့မျက်လုံးတွေကမီးရဲလိုနေရဲနေပြီးတော့ဗဇက်ကလည်းဝိဘုတ်လေးစီးရနေတာဗျဘိုးတော်ကြီးကသူ့ရဲ့တောင်ဝင်းကိုမြေကြီးမှာတစ်ချက်စောင့်လိုက်ပြီးဝုန်းလိုတဲ့အတန်းနဲ့သူအိမ်တကားဝမှာအလဲရာကြီးတစ်ခုပေါ်လာပြီးအဲ့ဒီနန္ဒဘဝတွေကိုအပြင်ဘက်ကိုလွတ်ထွက်သွားစေတာမျိုးဒါပေမဲ့အပြင်မှာတော့အောင်လန်းဆရာငယ်ချိုးကဝိုင်းလာပြီးတော့ဂါလာတွေညွတ်နေကြတာမို့အလဲရာကြီးကတဖြည်းဖြည်းမိမ့်လာရတာမျိုးဘာကငါပြေထွက်ပြီးသူတို့ကိုတိုက်ရလိမ့်မယ်မင်းကတော့အင်းွက်ထဲကနေလုံးဝမထွက်နဲ့ဂါမာကြီးရဲ့လက်ကိုမြင်းမြဲဆုပ်ထားဘာနေနေဖာကြစိတ်ကိုမလျှော့နဲ့လို့မှားပြီးဘိုးတော်ကြီးကအိမ်ရှိဝင်းထဲကိုဆင်းသွားတော့တယ်ဗျာအမှန်ကတော့ဘိုးတော်ကြီးနဲ့အောင်လဲပြင်လာတဲ့ရဲ့တိုင်ပွဲကအပြင်းထန်ဖြစ်ပွားနေတာပေါ့ဗျာအလင်းနှန်းနေနဲ့အမောင်တို့တွေကလေထဲမှာတိုက်ခိုက်နေရမှုခေါင်းငယ်ရန်ကြီးမှတော့တုံခါနေတယ်လို့ပဲဗျာဒါပေမဲ့အိမ်ထဲမှာကြံခဲ့တဲ့ဦးကတယောက်ဒေါ်နန်းခင်ရဲ့လက်ကိုဆုပ်ထားရင်းနဲ့ဒိန်းလက်ဆရာတစ်ခုကိုမြင်လိုက်ရတယ်ဗျာဒေါ်နန်းခင်ရဲ့ဘိုက်ပေါ်ကလဝါနဲ့ရာကြီးဟာအစောနာကထပ်ပို့ပြီးကြီးလိုက်ရုံနဲ့မကပဲအဲ့ဒီလဝါတွေကနေအနက်ရောင်လက်သေးရှည်ကြီးတွေကဒေါ်နန်းခင်ရဲ့အသားကိုဖောက်ပြီးအပြင်ကိုထွက်ဖို့ကြိုးစားနေရဗျာဒါဟာချိန်စာကနေတစ်ဆင့်နာနာဘွားတစ်ခုကဘိုက်ထဲကနေထွက်လာပြီးကြိုးစားနေရလားအပြင်မှာတိုက်နေတဲ့ဘိုးတော်ကြီးကရောအချိန်ကြီးပြန်ဝင်လာနေပါမလားဦးကတယောက်တည်းဒီကြောက်စရာကောင်းတဲ့အချိန်တွေကိုဘယ်လိုရင်ဆိုင်မလဲဒါကိုတော့အပိုင်းလေးဖြစ်တဲ့ဒေမင်းတောင်ကြားကဝိညာဉ်ခေါ်တယ်မှာဆက်လက်တင်ဆက်ပေးပါမယ်ဗျအားလုံးပဲအဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာပြန်တွေ့ကြမယ်နော်ကျွန်တော်တင်ဆက်သူကိုပြီးဖြစ်ပါတယ်